အားလုံးမင်္ဂလာပါဒီနေ့မှာတော့ TikTok အကောင့်ဝင်ပုံဝင်နည်းလေးကိုကျွန်တော်မျှဝေပေးသွားပါမယ်အဲ့တော့စလိုက်ကြရအောင်เนาะဗီဒီယိုလေးကိုတည်တည်ချာချာလေးကြည့်ထားပေးเนาะကျွန်တော်တည်တည်ချာချာလေးပြပေးပါမယ်เนาะ TikTok အကောင့်ဝင်ပုံဝင်နည်းလေးကိုကျွန်တော်ဒီခါတော့ Android နဲ့ပြပေးထားကျွန်တော်က iOS နဲ့ပြပေးမယ်เนาะတိတ်တော့မထူးကြပါဘူးအရင်ကြီးတော့ကျွန်တော်ပြအဲ့တော့ကျွန်တော် TikTok အကောင့်လေးတွေဝင်လိုက်မယ်တော့ TikTok အကောင့်တွေကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီအကောင့်လက်ရှိသုံးနေတဲ့အကောင့်လည်းထွက်เสียမလို့ဘူးကျွန်တော်တို့အကောင့်အစ်စ်လည်းထည့်လို့ရတယ်เนาะကျွန်တော်ဒီနာဒါလေးကိုနှိပ်လိုက်မယ်เนาะအော်တလက်စားတယ်ကျွန်တော်ပြောမယ်ကျွန်တော်ရဲ့ဒီ YouTube ဒီနေရာလေးကိုနှိပ်လိုက်เนาะကျွန်တော်ရဲ့ YouTube channel ထဲမှာ TikTok နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီထဲမှာပြည့်စုံကျွန်တော်တင်ပေးထားရเนาะဒီကျွန်တော်ရဲ့ဒီ YouTube channel ထဲမှာတွားကြည့်လို့ရတယ်เนาะโอเคဆက်လိုက်ကြရအောင်ကျွန်တော် TikTok အကောင့်ဝင်ဖို့အတွက်ကျွန်တော်ဒါလေးကိုနှိပ်လိုက်မယ်เนาะဒီနေရာလေးကိုโอเคဒီနေရာလေးကိုနှိပ်လိုက်ပြီဆိုဒီထဲမှာကျွန်တော်ကဒါကျွန်တော်ရဲ့အကောင့်တွေရောင်းဖို့တွေရောသူများကစားပေးအပ်ထားတာတွေရောဗျာထားလိုက်ဒီလိုကျွန်တော်ဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီလိုအကောင့်လေးဒီနားလေးကိုနှိပ်မယ်เนาะဒီနေရာလေးโอเคဒီနေရာရောက်လာပြီเนาะဒီနေရာမှာအမှားတဲ့တက်တဲ့ဥစ္စာကိုကျွန်တော်ပြောပြမယ်เนาะဒီနေရာမှာမှားတဲ့လို့ဒီနေရာရောက်လာရင်ကျွန်တော်တို့ဒီမှာအနီသေးသေးလေးတွေ့လာဒီအောက်ဆုံးလေးမှာတွေ့ရသေးသေးလေး log log in ဆိုတာလေးကိုနှိပ်ရမှာเนาะဒီနေရာเนาะဒါမျိုးစင်တူယူမှာနောက်တစ်နေရာရှိသေးတယ်ဒီနေရာမှားတယ်လို့เนาะသေးသေးချာကြည့်ပေးပါเนาะသေးသေးချာဗီဒီယိုကိုသေချာလေးကြည့်ပေးပါစိတ်မလောပါနဲ့အဲ့တော့ဒီနေရာလေးကိုနှိပ်လိုက်မယ်โอเคဒီနေရာရောက်လာပြီဒီနေရာရောက်လာပြီဆိုဒါကျွန်တော်ဟိုဝင်ထားတဲ့ channel တွေပေါ့နော်ဟိုအဲ့တော့ကျွန်တော်ဒီ channel ဒါတက်ထားလိုက်ပဲကျွန်တော်ဖြတ်လိုက်မယ်ဒါကကျွန်တော်စားပဲ on ဖြစ်တာဒါကျွန်တော်အဲ့တော့ကျွန်တော်တို့ဒီနေရာရောက်လာပြီဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်တို့ကခုနလိုအောက်မှာဒါရှိရနော်ဒါကိုမနှိမ့်နဲ့နော်ဒါကိုလုံးဝမနှိမ့်နဲ့နော်အဲ့တော့ကျွန်တော်ဒီနေရာကိုနှိမ့်မနော်ဒီနေရာတိတိကျကျကြည့်နော်โอเคဒီနေရာရောက်လာပြီเนาะဒီနေရာရောက်လာလို့ရှင်လဲမှားမယ်เนาะငါတို့ဗီဒီယိုတွေစိတ်မလောနဲ့เนาะကျွန်တော်စေတနာနဲ့ဟိုတိတိချာချာလေးရှင်းပြတာခင်ဗျားတို့တိတိချာလေးကြည့်ပါဒီနေရာရောက်လာရင်ကျွန်တော်တို့ဒီနေရာကိုနှိပ်မယ်เนาะဒီမှာလူရုပ်ပုံလေးနဲ့เนาะဒီနေရာလေးကိုနှိပ်မယ်လူရုပ်ပုံလေးနဲ့ကျွန်တော်ဟိုးအောက်ဆုံးကအနီလေးကိုမနှိပ်နဲ့เนาะဒီနေရာလူရုပ်ပုံလေးကိုနှိပ်မယ်โอเคဒီလိုဖြစ်လာပြီဒီလိုရောက်လာပြီဆိုကျွန်တော်တို့က Gmail နဲ့ဝင်มาဖြစ်တယ်ကျွန်တော်တို့ဒီနေရာကိုနှိပ်မယ်เนาะဒီမှာ Gmail ဆိုတဲ့နေရာเนาะဒီဖုန်းနံပါတ်ဒီနေရာမှာနှိပ်နေဒီနေရာကိုနှိပ်မယ်เนาะဒီနားလေးမှားမယ်เนาะအဲ့တော့ဒီနေရာလေးကိုနှိပ်လိုက်မယ်โอเคနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာခင်ဗျားတို့ကျွန်တော်ကိုပေးထားတဲ့ Gmail ပေါ့เนาะအဲ့ဒီ Gmail ကိုဒီနေရာမှာရိုက်ထည့်မယ်เนาะကျွန်တော် Gmail လေးရိုက်ထည့်လိုက်မယ်โอเคဒီလိုနှိပ်ပါနှိပ်ပြီးဒီလိုလေးထားเนาะဒီမှာအမှန်ချစ်လေးချစ်ထားเนาะအဲ့ဒါနောက်တစ်ခါပြန်ဝင်လို့ရှိရင်အလွယ်တကူနောက်တစ်ခါပြန်ဝင်ဟိုအကောင့်မထွက်တော့ဘူးပေါ့เนาะဒီထဲမှာဒါလေးထည့်တာโอเคเนาะโอเคဒါမျိုးတေချာ Gmail ကိုစစ်လိုက်စစ်ပြီးကျွန်တော်ဒီနေရာလေးကိုနှိပ်လိုက်เนาะနှိပ်လိုက်ရင်အကုတ်6လုံးခင်ဗျားတို့ဒီ Gmail တွေကိုရောက်လာလိမ့်မယ်ဒီနေရာလေးနှိပ်လိုက်เนาะโอเคနှိပ်လိုက်ပြီโอเคဒီမှာကုတ်6လုံးကြာလာလိမ့်မယ်เนาะကုတ်6လုံးခင်ဗျားတို့ဒီ Gmail တွေကိုကုတ်6လုံးကြာလာမှာเนาะဒီ Gmail တွေကိုပဲကြာမှာเนาะကျန်တဲ့နေရာကိုမကြာဘူးเนาะအဲ့တော့ဒီ Gmail ထဲမှာကုတ်6လုံးကျွန်တော်ယူလိုက်မယ်โอเคကုတ်နံပါတ်က648 663 โอเคကုတ်နံပါတ်ရိုက်လိုက်ပြီเนาะโอเคဒီမှာတော့ဝင်သွားပြီအကောင့်ဝင်သွားပြီတွေ့လားအကောင့်ဝင်သွားပြီဒီမှာဒါလေးကိုဒီလိုနှိပ်လိုက်လေရဒီအနီလေးနှိပ်လေရမနှိပ်ဒီကြက်ချေကလေးနှိပ်လိုက်ပါပိုရှင်းအောင်โอเคဒီမှာเนาะအကောင့်ရသွားပြီเนาะဒီမှာအကောင့်ဝင်သွားပြီတွေ့လားပြမယ်เนาะဒီမှာเนาะဒီဒါလေးပိုင်အမှာဒါလေးပိုင်ဂျပန်အကောင့်ပြီးဒီဘေးကမြင်း3ချောင်းနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ဒီမှာ TikTok Studio ဆိုတာလေးပါတယ် TikTok Studio ကဟိုကျွန်တော်တို့ဟို monetization တွေပါတယ်ပေါ့เนาะအဲ့ဒါနောက်မှပြောပြမယ်ဒီ setting ဆိုဒါလေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ် account ဆိုတာလေးဆက်နှိပ်လိုက်ပြီးလို့ရှိရင်ဒီပေါ် account information လေးကိုဆက်နှိပ်လိုက် okay ဒီမှာတွေ့လားဒီမှာဂျပန်လို့ပြတာเนาะဒီမှာဂျပန်အကောင့်เนาะဒီမှာ Gmail တွေပါချင်းရင်ဒီမှာเนาะကျွန်တော် Gmail ချင်းနီးလဲကျွန်တော် YouTube တွေမှာတင်ထားပေးပြီးသားเนาะအဲ့မှာကြည့်လို့ရတယ် password ထည့်နီးလဲတင်ထားပြီးသားเนาะ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့အကောင့်ဝင်တဲ့အဆင့်လေးရသွားပြီเนาะအဲ့ဒါအကောင့်ဝင်တဲ့အဆင့်လေးရသွားပြီဟိုသိချင်တဲ့အကြောင်းအရာတွေဆိုလို့ရှိရင်ကျွန်တော်မှတ်ထားပေးတယ်เนาะ okay